Hello မမေနောက်ဒီဇိုင်းတစ်မျိုးလေးပြပေးမယ်နော် sport လုံးလေးနဲ့မမေမိမိတွေမမေအရင်ရောင်းရတဲ့ဒီဇိုင်းလေးပေါ့နော်ဒါလေးကတကယ်တော့အယောင်3ယောင်ရှိရပေါ့နော်အဖြူလေးချုပ်ထားတာမမေမှာကုန်သွားလို့အခုပြတဲ့ထဲမှာမပါတော့ပါဘူးရှင်ပုံလေးပြပေးမယ်ပထမဆုံးပြမယ်ပုံလေးကဒီအဝါလေးပေါ့နော်ဘယ်တော့6လေးပေါ့ဒီဇိုင်းလေးကတော့ဒီပုံလေးပါရှင်ချစ်စရာလေးနော်မမတို့လေဘင်းနားမှာအကက်လေးနဲ့ဒီလိုလေးသွားထားတယ်ပုံမှန်ကလေးဝတ်လေးတွေကကြတော့လေမမတို့ဒီလိုလေဘင်းကျယ်လို့ရှိရင်ကလေးလေးတွေကြတော့လေမမတို့ ready made cycle နဲ့ချုပ်တာဖြစ်တဲ့အတွက်ကျယ်မှာဆိုလို့မမြတ်ဒါလေးကိုနည်းနည်းလေးကျင်းပေးထားရပေါ့နော်ညီမကြီးအရင်ကြီးဟာနေမှာဆိုလို့ပါရှင်သူရဲ့ထမိန်အမိတ်လေးကဒီတိုင်းလေးပန်းအရိပ်လေးပါနော်အရန်လာတယ်ရှင်ပန်းအရိပ်လေးပါတာပါဒီပုံလေးပါနော်ဒီပုံလေးဒါလေးကတရောင်နောက်တရောင်ကမင်းတို့ဒါကြံရီရောင်လေးပေါ့နော်ကြံရီရောင်လေးပါရှင်ဒါလေးကလည်းကြံရီရောင်လေးပါသူကလည်းပုံစံတော့တူပဲပေါ့နော်အရောင်လေးကွာသွားမယ်ရှင်ဒီပုံလေးပါမင်းတို့ဒါလေးဆိုရင်အဖြူလေးကတော့မင်းမှာချုပ်ပြီးသားလေးမရှိလို့နော်မရှိလို့ပါရှင်သူကလက်ကလေးကကြတော့မမေကဒီဘက်ကလက်အဖောင်းလေးပေါ့နော်လက်အဖောင်းလေးကိုဒီမှာဇာလေးတွေလုံးဝဇာကိုရှယ်သုံးပေးထားရနော်ဇာလေးတွေဈေးလေးတွေဆိုအခုဇာဈေးလေးတက်တယ်ပေါ့နော်မင်းတို့ဒါလေးကမြော့လေးနဲ့လုံးဝဒီနားမှာဖောင်းဖောင်းလေးနဲ့ချစ်စရာဒီဇိုင်းလေးဒါလေးတွေမင်းရှိမှလေးလေးလက်ကားရတယ်ရှင်ဒါလေးကတော့မင်းတနစ်ကနေ10နှစ်ထိရမယ်ရှင်เนาะတနစ်ကနေ10နှစ်ထိရပါမယ်သူကနောက်ထုတ်သေးလေးပါရှင်နောက်ထုတ်သေးလေးပါဒီတိုင်းလေးပေါ့နော်ဒီတိုင်းလေးဒီဇိုင်းလေးပါပထမကျိုးချီလေးပါရှင်သူကအဖြူလေးရောရတယ်နော်မင်းချုပ်ပြီးသားမရှိလို့ပါရှင်ဒီပုံလေးထမင်းလေးရလဲဒီပုံစံလေးအရင်လာတော့လေးနော်အရင်လာတော့ဒီဇိုင်းလေးပါရှင်အနိကနေပြပေးမယ်နော်ဒီလိုလေးလုံးဝလေဘင်းလေးမှာဆိုလဲစာလေးတွေနဲ့လှလှလေးမမေဖန်ဆင်းပေးထားရနော်လက်လေးဆိုလဲဒီမှာလက်လေးကအရန်ချစ်စရာကောင်းတာဖောင်းဖောင်းလေးနဲ့ဒီမှာမြော့လေးနဲ့ပေါ့နော်လက်ဖောင်းလေးတော့မှလုံးဝဖောင်းဖောင်းနဲ့မြော့လေးဒီဇိုင်းလေးပါရှင့်ဒီမှာဟွာလေးဖြူလေးနဲ့3ရောင်ရပါတယ်မမေရှိမှလက်လီလက်ကားဝယ်ယူအားပေးလို့ရပါတယ်ရှင်လက်ကားစေးလေးကိုမမေစီပီလေးမှာမေးပေးနော်မမေပြောပေးမယ်မမေမိမိလေးရပါတယ်ရှင်မမေမိမိလေးရပါတယ်နော်မမေကမန္တလေးရပါရှင်